မင်္ဂလာပါခင်ဗျာဒီကနေ့စာရေးဆရာကုတာရဲ့သူစရိတစက်ဝင်းစာအုပ်မှာဆောင်းပါးတစ်ပုဒ်ကိုဖတ်ပြလိုပါတယ်ဆောင်းပါးရဲ့အမည်ကတော့တစ်ပင်ဖြစ်ပါတယ်တစ်ပင်စိတ်ချမ်းသာခြင်းကိုတော့ဝယ်လို့မရထိုအရာကကိုယ်တိုင်ပြုစုပြုထောင်ရသောအရာဖြစ်လေသည်တရုတ်စကားပုံတစ်ခုရှိသည်မဟုတ်လော၃နာရီကြာစိတ်လှုပ်ရှားသဘောခွေလို့တော့လောင်ကစားလို့၃ဘက်ကြာပြောလို့တော့ခရီးသွား၃လကြာစိတ်ချမ်းသာလို့တော့ထိမ်းမြအိမ်တစ်တလုံးဆောက်လျင်က၃နှစ်ကြာစိတ်ချမ်းသာလိမ့်မည်အမှန်တကယ်နှင့်ကြာရှည်ချမ်းသာရလိုလျင်ကတစ်ပင်ဆိုင်လျက်တစ်ပင်တို့နှင့်နေတစ်ပင်များကပွင့်သောအခါမှအသီးသီးအရေးရသောအခါမှပျော်ရွှင်စေသည်မဟုတ်မြေကြီးတွင်တစ်စီများချသောတည်ငါမှစပြီးရေလောင်းသောအခါပေါင်းတင်သောအခါမြေဆွသောအခါပျော်ရွှင်သောခံစားမှုခံစားရစေသည်တစ်စီမှအပင်ပေါတဖြည်းဖြည်းကြီးလာသည်နှင့်အတူကျွန်တော်တို့၏ပြောသောခံစားမှုများလည်းတဖြည်းဖြည်းကြီးလာလေးရှိသည်တဘာဝထဲမှနေရင်အချိန်ကုန်လေးရှိသူတို့ဒါကိုသိကြသည်ညီငွေစရာကြီးဟုထင်ရသောဘဝကစင်စစ်ချမ်းသာသောဘဝပင်ကိုငြိမ်းအေးမှုငြိမ်သက်မှုနှင့်ပြည့်စုံသောဘဝတစ်ပင်ဆိုင်လျက်ပတ်ဝန်းကျင်ကိုစောင့်ရှောက်တဘာဝ၏အစိပ်ပိုင်းဖြစ်ဖို့အခွင့်အရေးရခြင်းကကျွန်တော်အဖို့တကယ်ဒုက္ခဖြစ်သည်တဘာဝ၏အကျိုးကျေးဇူးကိုခံစားရုံ၌သာရပ်မနေပဲပတ်ဝန်းကျင်ကိုပြုစုစောင့်ရှောက်ရသည်ကျွန်တော်တို့တက်ကြွလှုပ်တင်သည်ယခုကာလတွင်ထို့သောအခွင့်အရေးမျိုးနည်းတော့နေသည်သောအုပ်ရိုင်းများကစက်တိုက်ကျုံလာသည်သောရိုင်းများပြန်လာအောင်လက်သွဲဆောင်ရွက်ကြဖို့လိုသည်ဒါသည်ကျွန်တော်တို့ကိုယ်ပိုင်လက်များဖြင့်ပျော်ရွှင်ခြင်းကိုစိုက်ခြင်းနေတန်းဖြစ်သည်တစ်ချိန်တည်း၌မိမိနှလုံးသား၌ရှိသောတစ်ပင်တစ်ပင်ကိုလည်းအပြင်မှတစ်ပင်ထက်မလျှော့ပဲဂရုစိုက်ဖို့အရေးကြီးသည်ထိုတစ်ပင်ရှင်သန်သည်နှင့်အမျှကျွန်တော်တို့စိတ်ငြိမ်းချမ်းသောကြောင့်ဖြစ်သည်ထိုတစ်ပင်ဘလို့နေသလဲကျမ်းမာတန်ဆွမ်းသလားကြုံလီညှိုးရော်သလားကျွန်တော်တို့စိတ်မနှော့အတွင်းမှာထိုတစ်ပင်အားကျွန်တော်တို့ဘဲကလာဗီယူဆိုင်ပါတယ်လူအများစုကြီးကတော့သူတို့အထဲတွင်သူတို့ကိုယ်တိုင်ပြုစုဗီယူဆိုင်ရန်လိုသောတစ်ပင်တစ်ပင်ရှိနေလေရဲ့ဆိုသည်ကိုပင်သတိထားကြဖို့မပေါ်ထိုတစ်ပင်ရှင်တန်ရဲ့လားညှိုးနှွမ်းသလားလုံးလုံးရရသတိမထားနိုင်ကြကိုဗီယူဆိုင်ဖို့ကျွန်တော်တို့အချိန်မပေးကြသောကြောင့်ဖြစ်၏အချင်းအများစုကိုဗဟိတအရာများနှင့်အလုရှုံနေကြတကူမိတ်ဆွေအလုတ် TV တို့နှင့်မဆုံးနိုင်ကြထိုအရာများကိုမလုံမဖြစ်ဟုကျွန်တော်တို့တွေးကြသည်အတွင်းအစ္စဒပြဿနာများကိုရှောင်ရန်အပြင်ဗဟိတသို့ကြည်နေကြသည်စိတ်ထဲကတစ်ပင်ကိုလစ်လျူရှုလိုက်ကြသည်ဖြတ်ပိုးများပေါင်းပင်များမိုးခေါင်ခြင်းများနှင့်ဒုက္ခများတိုးရတော့သည်သို့တော့ယခုကပြန်လှန်ကြည့်၍ကျွန်တော်တို့၏တစ်ပင်ကိုပြုစုဖို့အချိန်ကြပြီဤကိစ္စမှာလုံးဝမခက်ခဲပါကောင်းတာတစ်ခုလုပ်လျင်တစ်ခုခုပေးကမ်းလိုက်လျင်တစုံတစ်ယောက်စိတ်ချမ်းသာအောင်ပြုလိုက်လျင်ကျွန်တော်တို့အတွင်းကတစ်ပင်ကိုကျွန်တော်တို့ရေလောင်းနေခြင်းဖြစ်သည်ပို၍ပိုင်ဆိုင်လေးလေးပို၍ပျော်လေးလေးဟုကျွန်တော်တို့သင်ခဲ့ကြရသည်ဒါကြောင့်ပျော်ရွှင်ခြင်းကိုဝယ်လို့ရသည်ဟုလူတော်များများတွေးခဲ့ကြသည်ထို့ကြောင့်အရာဝတ္ထုများနောက်ပြေးလိုက်ခဲ့ကြသည်ပေးကမ်းခြင်းမှရသောပျော်ရွှင်ခြင်းမှာပို၍နှက်ဆိုင်ကြောင်းပို၍တာကြောင်းလူအ ਨੇ စုသာသိသည်ပေးကမ်းခြင်းကစိတ်ထဲမှတစ်ပင်ကိုရေလောင်း၏ရှင်သန်ကြီးထွားလာသောအပွင့်များအသီးများအရေးများပေးလိမ့်မည်မရှင်သာသောငြိမ်းချမ်းမှုခမားကိုပေးမည်တစ်ပင်ဆိုင်သော project တစ်ခုတွင်လောက်အားပေးသူအများစုသည်ပထမသောပျော်ရွှင်ချမ်းမြေ့မှုရကြောင်းပြောကြသည်နှစ်ရက်ကြာသောထို project အဆုံး၌မိမပြိုတယောက်ကဝန်ခံသည်ပထမကနဦးဇေဒီပထိုးရှိကကွန်းပြောင်ပြောင်ကိုကြည်ရင်သူဟာတော့မျက်ပင်တွေလို့အဆူအဝေးကလေးပဲဟုခံစားရတဲ့တစ်ပင်များစိုက်ပြီးသောအခါမူသူဟာတစ်ပင်တစ်ပင်ပဲလို့ခံစားရတဲ့စိတ်ထဲကတစ်ပင်ရှင်သန်လာတာကိုအသုံးဝင်သောတစုံတရာကိုမိတ်ဆွေများနှင့်အတူနှစ်ရက်လောက်ရောများနှင့်အင်အားရှိလာသည်မျက်ပင်မှတစ်ပင်ဖြစ်လာသည်ကျွန်တော်တို့လည်းဒီအတိုင်းပင်တယောက်ချင်းအပေါ်မူတည်သည်တွင်းစိတ်ကတစ်ပင်ကိုဘလို့စိုက်ဘလို့ပြုစုစောင့်ရှောက်မလဲစိတ်ချမ်းသာမှုကတစ်ပင်နှင့်မချမ်းသာငယ်သေးလျင်မိုးကောင်းကင်နှင့်ဥယျာဉ်မှုထံမှရေလိုသည်ကြီးလာသောတစ်ပင်သည်အထက်တို့သာတတ်တည်မဟုတ်အောက်မြေကြီးတို့လည်းအမြင့်တွဲသည်အမြင့်များရေကြောသို့ရောက်လျင်မူမိုးခေါင်သည်ဆိုအောင်စိမ့်လန်းနေမည်အောက်မှရေရနေတကူအမှန်စင်စစ်6တွေ့ပကြအခရောင်းမြေအောက်၌ပင်ရေရှိနိုင်သည်ကျွန်တော်တို့လည်းမကြာခဏခရောင်းမြေလိုပင်မျောလင့်ချက်ကင်းပါတရားခံစားရတတ်သည်စိတ်ပျော်ရွှင်ဖို့အတွက်ခရီးသွားစားကောင်းတောက်ပွဲအပျော်ပါစိတ်လှုပ်ရှားပွဲရာများကြရှာကြံရသည်သို့တော့ထိုသို့သောခံစားမှုများကြာရှည်မခံကောင်းကင်မှကြလာမည့်မိုးရေအပေါ်မိကိုနေရသောတစ်ပင်နှင့်သာတူသည်ဥဒုခန်းလျှောက်သောထိုတစ်ပင်ကြုံလီသည်မြေကြီး၌နက်နက်ဝင်သောအမျက်ရှိသည့်တစ်ပင်အတွင်းမှရေကြောသို့ရောက်သောတစ်ပင်က
အတွင်းမှပျော်ရွှင်ခြင်းကိုဖန်ယူနိုင်လေသည်ထိုအရာကကျွန်တော်တို့အထင်း၌ရှိပြီးသားအရာကျွန်တော်တို့ကိုယ်နှင်းစိတ်ကပ်သောအခါထိုသို့ကဲ့ရန်အချိန်ယူသောအခါကိုယ်စိတ်အကြောင်းချင်းရဖြစ်ပျက်ပုံကိုဆင်ခြင်နိုင်သောအခါဆင်းရဲခြင်းချမ်းသာခြင်းတစ်ခုလုံးမှာမိမိအပေါ်တွင်သာဒီကြောင့်သတိပြုမိလာပါလိမ့်မည်ဘေးကန်းခြင်းကောင်းမှုကုသလတစ်ခုခုပြုခြင်းသူတစ်ပါးကိုကူညီခြင်းဧကစားတူတဲ့အချိန်ကုန်လွန်ခြင်းတို့အပြင်အတွင်းကပျော်ရွှင်ခြင်းကိုတဖြည်းဖြည်းရရှိအတွင်းကငြိမ်းချမ်းခြင်းကိုတွေ့ထိနိုင်ပါသည်ဒါကိုပင်နံဝါဒ spirituality ဟုခေါ်သည်တကယ်တော့ဘာသာတရားနှင့်မဆက်ဆိုင်ပဲလျက်ကျွန်တော်တို့တူးချင်းစီအတွင်း၌ပျော်ရွှင်ခြင်းတည်ရှိပြီးဖြစ်ပါသည်အဆိုးတစ်ခုခုမကောင်းတာတစ်ခုခုမဖြစ်မချင်းသတိမပြုမိခြင်းသာဖြစ်သည်နေမကောင်းမှမနေ့ကဘဲကလောက်ပျော်စရာရှင်စရာဖြစ်ကြောင်းကျွန်တော်တို့သိလေရှိပါသည်ကျွန်တော်တို့ကတစုံတရာကိုတမ်းမှန်းလျက်ရှိတတ်သည်ကိုယ်ကံကိုသတိမမူနိုင်ကြကျမ်းမာတဲ့မိတ်ဆွေမိသားစုချစ်တဲ့သူတွေနဲ့အတူရှိနေတဲ့စတော့ကိုယ်ကံကောင်းခြင်းများကိုအောက်မေ့နေရခဲရင်နေတတ်သည်ကျွန်တော်တို့နှလုံးသားကတခြားတစုံတရာကိုသာတမ်းမှန်းလျက်နေသည်ကျွန်တော်ဦးကြီးတယောက်ကြိုက်ထီရိုးတက်သည့်အကြောင်းပြောဘူးသည်တောင်ထိပ်မရောက်မီအားကုန်ပြီးဆက်မတက်နိုင်သဖြင့်အထမ်းခေါ်ရသည်ပြန်ခရီးအစင်းတွင်မှလမ်းဘေးဝဲရာကရှုမြော်ကင်းကိုမြင်နိုင်တဲ့တော်ပန်းတောင်ပန်းတွေကအလွန်းလှတဘာဝကအလှတကူတဲ့အသက်မှာဒီအလှတွေကိုသူမတွေ့သူစိတ်ကထိတ်ရောက်ဖို့ပဲဆွဲနေလို့လူဘဝနဲ့မချနာလှပါအနာဂတ်သို့လူတို့စိတ်များရောက်နေသောကြောင့်စီးစိမ်ဥစ္စာယာဓုဌာနန္တရကြောကြားလိုခြင်းဂုံတင်တည်ရည်နှင့်အောင်မြင်ပေါရောက်လိုခြင်းတို့ကြောင့်အနာဂတ်စီကပျော်ရွှင်ခြင်းကိုငတ်လင့်လျက်ရှိသောကြောင့်တကယ်တော့ယခုမျက်မှောက်ကိုရှိ၌ပျော်ရွှင်ခြင်းရှိနေသည်ပြစ္ဆုတ်ပန်း၌ရှိနေသောကောင်းနာများကိုသတိမထားနိုင်ရှေ့စီမှာတည်ရှိမိပျော်ရွှင်ခြင်းတို့နောက်တကောက်ကောက်ရှာပေးမဆုံးနိုင်သောအခါယင်းတို့ဖြစ်မလာသောဆင်းရဲကြတော့သည်မန်းတိုင်း၌ပျော်လိမ့်မည်ဟုတွေးကယင်းနောက်လိုက်သောအခါနေတိုင်းကလေးများနှင့်မိသားစုနှင့်အချိန်အချို့ကိုကုံဆုံးစေလျက်လေ့ကျင့်ခန်းလုပ်လျက်ငြိမ်သက်စွာထိုင်လျက်ကိုနှစ်သက်ရာတစ်ခုခုလုပ်လျက်လည်းပြောနိုင်သည်ကိုမေ့သွားသည်အနာဂတ်ကိုကြီးအာယုံမဆိုင်ပဲယခုခဏကိုဂိယုဓမ္မဆိုင်ပါယခုခဏကိုဂိယုဆိုင်ပါဟုပြောခြင်း၌ယခုရရှိသမျှနှင့်ရောင်ရဲပါဟုသာဆိုလိုသည်မဟုတ်အတိတ်သို့မဟုတ်အနာဂတ်အတွက်အကြောင်းကြားပြပါရမရောက်ရန်လည်းဆိုလိုသည်အတိတ်ကလွန်ပြီးသမျှနှင့်မရောက်လာသေးသောအနာဂတ်အတွက်ပူပန်နေတတ်ကြသည်ပြစ္ဆုတ်ပံနှင့်နေနိုင်ကကျွန်တော်တို့ပို၍ငြိမ်းချမ်းမည်ပို၍တည်ငြိမ်မည်ပင်ကနေအောင်ကိုမကြောက်ကြီးပြင်း၍အကိုင်းထွက်ကနေအောင်ကိုအရေးအဖြစ်ပြောင်းနိုင်ပြီဖြစ်သည်တစ်မြင့်များကလည်းအမိုက်တရိုက်ကိုမကြောက်မြေစီဩဇာအဖြစ်မွေးသောအပွင့်များအဖြစ်ရရတာရှိသောအသီးများအဖြစ်ပြောင်းနိုင်ပြီဖြစ်သည်စိတ်ကိုစောင့်ကြည့်သောတတိနှင့်ပညာနှင့်ဆင်ခြင်သောဆင်းရဲခြင်းဆုံးခြင်းနာကျင်ခြင်းနှင့်တည်ခြင်းကိုတော့မှကျွန်တော်တို့ကြောက်မိမဟုတ်ဆင်းရဲခြင်းအားပျော်ရွှင်ခြင်းချမ်းသာခြင်းတို့ကံဆိုးခြင်းအားကံကောင်းခြင်းတို့ကျွန်တော်တို့ပြောင်းလဲနိုင်ရဖြစ်သည်နေ၏အပူကိုအေးမြသောအရိပ်တို့အမိုက်တရိုက်ကိုချုံမြိန်သောတစ်သီးနှင့်ပန်းပွင့်များတို့ပြောင်းနိုင်သောတစ်ပင်လိုပင်ဘာဝမှတစ်ပင်များနှင့်မိမိစိတ်မှတစ်ပင်ထိုနှစ်ခုလုံးကိုစိုက်ပျိုးရန်စောင့်ရှောက်ယူရရန်တော့ကျွန်တော်တို့အားထုတ်ဖို့လိုသည်ဒါမှသာထိုတစ်ပင်များရှင်တန်အနက်အရှိုင်းထိအမြင့်အမားထိပေါက်ရောက်လျက်ရိတ်ကိုလည်းပေးမည်ပျော်ရွှင်ခြင်းကိုလည်းပေးမည်နားဆင်ခံစားပေးခဲ့ကြလို့ကျေးဇူးပါခင်ဗျာ